မိန်းကလေးဟာရေနွေးအိတ်လေးကိုရေချိုးကန်နဲ့ထည့်လိုက်ပါတယ်မထင်မှတ်ပဲနောက်တစ်စက္ကန့်မှာတော့အဲ့ဒီရေနွေးအိတ်ဟာလွန်ခဲ့တဲ့ရှေ့ခေတ်အချိန်ကိုပြန်သွားပြီးရှေ့ခေတ်စစ်သူကြီးတဦးရဲ့ဘေးနားမှာပေါ်လာပါတယ်စစ်သူကြီးကဒါဟာဘာမှလုံးဝမသိပါဘူးစူးစမ်းလို့စိတ်ရှိတဲ့စစ်သားတစ်ယောက်ကကောက်ကင်ကြည့်လိုက်တဲ့အခါဒါဟာအရန်နှွေးထွေးနေတာကိုသိလိုက်ရပါတယ်အားလုံးကဝေခွဲမရဖြစ်နေုံမှာပဲရေချိုးကန်ထဲကနေစောင်းတစ်ထည်ရုတ်တရက်လွင့်ထွက်လာပြီးနောက်ထပ်အစားအသောက်မျိုးစုံနဲ့ရေတွေပါထွက်လာပါတယ်တကယ်တော့ဟိုဘက်အချမ်းမှာမိန်းကလေးဟာရေချိုးကန်ရဲ့ထူးဆန်းအော့ဖွယ်ကောင်းပုံကိုမြင်သွားတာကြောင့်အိမ်မှာရှိတဲ့အသုံးမလိုတဲ့ပစ္စည်းတွေကိုရှာပြီးအကုန်ပစ်ထည့်နေတာပါဒီလောက်များပြားတဲ့ထောက်ပံ့ရေးပစ္စည်းတွေရုတ်တရက်ပေါ်လာတာကိုမြင်တဲ့အခါစစ်သူကြီးနဲ့သူ့ရဲ့စစ်သားတွေဟာအလွန်အမင်းစိတ်လှုပ်ရှားသွားကြပါတယ်သူဟာစောင်းတွေနဲ့အစားအသောက်တွေကိုစစ်သားတွေစီဝေပေးဖို့လက်အောက်ငယ်သားတွေကိုချက်ချင်းအမိန့်ပေးလိုက်ပါတယ်စစ်သူကြီးဟာလက်ရှိမှာရန်သူဝိုင်းရန်ချင်းကိုခံထားရပြီးအစားအသောက်တွေမကပဲအေးဒဏ်ကိုခံနိုင်ရရှိမဲ့အဝတ်ထည်တွေပါပြက်လက်နေတာပါရေချိုးကန်တွေကစမ်းတစ်တဲ့ပစ္စည်းတွေကိုမြင်တဲ့အခါစစ်သူကြီးကဒါဟာနတ်ဖျားကပေးသနာတဲ့အစားအစာတွေလို့ယုံကြည်သွားပြီးနတ်ဖျားရဲ့ကောင်းချီးပေးမှုအတွက်ကျေးဇူးတင်ဖို့စစ်သားတွေကိုချက်ချင်းဥဆောင်လိုက်ပါတယ်ဒါပေမဲ့ဒီအစားအသောက်တွေတင်နေတော့သူတို့ရဲ့အကြက်တဲကိုကြော်ပါဖို့မလုံလောက်ပါဘူးဒါကြောင့်စစ်သူကြီးဟာစာတဆောင်ရေးပြီးရေချိုးကန်တွေကိုပစ်ထည့်လိုက်ပါတယ်မိန်းကလေးကစာကိုမြင်တဲ့အခါဒီထူးဆန်းတဲ့ရေချိုးကန်ဟာရှေ့ခေတ်နဲ့တကယ်ဆက်သွယ်ထားတာကိုသိသွားပါတယ်သူမဟာစစ်သူကြီးစီချက်ချင်းစာပြန်ရေးလိုက်ပြီးတက်နိုင်သမျှအမြန်ဆုံးထောက်ပံ့ရေးပစ္စည်းတွေပို့ပေးမဲ့အကြောင်းပြောလိုက်ပါတယ်မကြခင်မှာပဲမိန်းကလေးဟာစံမျိုးမျိုးကိုအွန်လိုင်းကနေစတင်ဝယ်ယူပါတယ်ဒါပေမဲ့မကြခင်မှာပဲသူမရဲ့ဖုန်းထဲကိုလက်ကျန်ငွေမလုံလောက်တော့တဲ့အကြောင်းကြားစာရောက်လာပါတယ်မိန်းကလေးစိတ်ပူနေတော့မှပဲဘေးနားကရေချိုးကန်တွေကနေရွှေငွေရတနာတွေအမြောက်များရုတ်တရက်လွင့်ထွက်လာပါတယ်ဒါတွေဟာစစ်သူကြီးစီကဆုလက်တွေဖြစ်နေတာပါမိန်းကလေးဟာဒါတွေကိုမြင်တဲ့အခါအရန်ကိုစိတ်လှုပ်ရှားသွားပါတယ်ငွေလုံလောက်ရှိသွားပြီဖြစ်လို့သူမဟာထောက်ပံ့ရေးပစ္စည်းတွေပိုပြီးဝယ်ယူလိုက်ပါတယ်တစ်ဖက်မှာတော့စစ်သူကြီးကဒါတွေကိုဘာမှမသိသေးပါဘူးဘာတော့ပြန်မှုမှမရှိသေးတဲ့ရေချိုးကန်ကိုကြည့်ပြီးအားလုံးကစိတ်ပြက်နေကြပါတယ်မထင်မှတ်ပဲအဲ့ဒီအချိန်မှာပဲအစားအသောက်တွေအမြောက်များရေချိုးကန်တွေကနေလွင့်ထွက်လာပါတယ်ဟုတ်ပါတယ်မိန်းကလေးကဒီပစ္စည်းတွေကိုရေချိုးကန်နဲ့ထည့်ပေးနေတာပါအစားအသောက်ပြဿနာပြေလည်သွားပြီးနောက်မိန်းကလေးဟာအဝတ်ထည်ဆန်ရှင်နဲ့ဆက်သွယ်ပြီးစောင်းနှင်းဝတ်စုံအထည်ပေါင်း2000နဲ့အိပ်ယာခင်းအမြောက်များကိုတိုက်ရိုက်မှယူလိုက်ပါတယ်။ပါးနဲ့တဲ့မိန်းကလေးဟာစစ်သူကြီးအတွက်နေအောင်ကြည်စွမ်းရင်သုံးအပူပေးဆက်တွေကိုပါဝယ်ပေးဖို့စဉ်းစားမိပါတယ်။မကြခင်မှာပဲစစ်သူကြီးဟာအဲ့ဒီပစ္စည်းတွေကိုလက်ခံရရှိပါတယ်။ခင်မိတဲ့အဝတ်စားတွေနဲ့ဖိနက်တွေကိုမြင်တဲ့အခါစစ်သားတွေဟာဟိုဘက်အချမ်းကမိန်းကလေးဟာနတ်ဖျားမပဲလို့ပိုပြီးယုံကြည်သွားကြပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်စစ်သားတစ်ယောက်ကမိန်းကလေးပို့လိုက်တဲ့အပူပေးဆက်တွေကိုတွေ့သွားပါတယ်။စစ်သားဟာဒါတွေကိုမြင်တဲ့အခါမိန်းကလေးကသူတို့ကိုနေမင်းကြီးကိုလက်ဆောင်ပေးလိုက်တာလို့အထင်မှားပြီးအရန်ကိုစိတ်လှုပ်ရှားသွားပါတယ်။မိနစ်နဲ့ငယ်ကြာပြီးနောက်မှာတော့အားလုံးဟာအပူပေးဆက်အသုံးပြုပုံကိုတဖြည်းဖြည်းသိသွားကြပြီးအဲ့ဒီရှေ့မှာအလူအယက်အနှွေးတက်ယူကြပါတော့တယ်စစ်သူကြီးဟာဒါကိုမြင်ပြီးအယံဝမ်းသာသွားပါတယ်ကျေးဇူးတင်ကြောင်းပြဖို့သူဟာမိန်းကလေးစီစာတဆောင်ရေးပါတယ်မိန်းကလေးကလည်းစာပြန်ရမှာသူမရဲ့မိသူမိဝါဖြစ်ကြောင်းအမှန်ကိုစစ်သူကြီးအားဖွင့်ပြောလိုက်ပါတယ်သူတို့တွေမကြာခဏအဆက်အသွယ်လုပ်ရင်းမိန်းကလေးဟာစစ်သူကြီးရဲ့အခက်အခဲတွေကိုသိလာရပါတယ်စစ်သူကြီးရန်သူကိုနှိမ်နင်းနိုင်ဖို့အတွက်မိန်းကလေးဟာလက်နက်ထုတ်လုပ်သူအချို့နဲ့စတင်ဆက်သွယ်ပါတယ်တစ်ဖက်မှာလည်းရန်သူတွေဟာသူရှိုတွေကတဆင့်စစ်သူကြီးရဲ့စခန်းထဲကအခြေအနေကိုသိသွားပါတယ်စစ်သူကြီးရဲ့တပ်ဖွဲ့တွေတိုက်ခိုက်ရေးစွမ်းရည်ပုံမတိုးတက်လာခင်မှာသူတို့ဟာစစ်သူကြီးကိုချက်ချင်းတိုက်ခိုက်ဖို့ပြင်ဆင်ကြပါတယ်စစ်သူကြီးဟာဒါကိုသိရတဲ့အခါအရန်ကိုစိတ်ညစ်သွားပါတယ်အခုဆိုရင်ထောက်ပံ့ရေးပစ္စည်းတွေအလုံလောက်ရှိနေပြီဆိုပေမဲ့ရန်သူကတော့အင်အားချင်းမမျှအောင်တာလွန်နေသေးပါမြို့ကိုကာကွယ်ဖို့အတွက်စစ်သူကြီးဟာအန်ကျိတ်ပြီးထွက်တိုက်ဖို့ပဲရှိပါတော့တယ်ပိုဆိုးတာကသူတို့ရဲ့များတွေဟာပြက်လက်လိုနီးပါးဖြစ်နေတာပါတကယ်လို့တိုက်ပွဲသာစတင်မယ်ဆိုရင်သူတို့အနိုင်ရဖို့အခွင့်အလမ်းမရှိတော့ပါပဲစစ်သားတွေကနတ်ဖျားစီကူညီဖို့ဆူတောင်းဖို့အကြံပြုပေမဲ့ရန်သူကမြို့ရိုးနာရောက်နေပြီဖြစ်လို့မိန်းကလေးကိုအကြောင်းကြားဖို့အချိန်မရှိတော့ပါဘူးသူတို့မသိတာကတော့မိန်းကလေးဟာတန်ချက်ကအင်ဂျီတွေနဲ့လက်နက်မျိုးစုံကိုအမြောက်များဝယ်ထားပြီးသားပါအဲ့ဒီအချိန်မှာပဲရန်သူကတရားဝင်စတင်တိုက်ခိုက်ပါတော့တယ်စစ်သူကြီးတိုက်ပွဲဝင်တော့မဲ့အချိန်မှာပဲသူ့ရဲ့လက်ငယ်သားကမိန်းကလေးစီကစာပြန်လာကြောင်းနဲ့နောက်နှစ်နာရီအတွင်းလက်နက်ကိရိယာတွေပို့ပေးမဲ့အကြောင်းသတင်းလာပေးပါတယ်စစ်သူကြီးလက်ထောက်ကိုရေချိုးကန်ကိုစောင့်ရှောက်ဖို့အမိန့်ပေးပြီးသူကိုယ်တိုင်သူ့လူတွေနဲ့အတူထွက်တိုက်ပါတယ်ဒါပေမဲ့စစ်သူကြီးရဲ့အင်အားကနေလုံးလာကြောင်းမကြခင်မှာပဲအခြေအနေမကောင်းဖြစ်လာပါတယ်ဒါပေမဲ့စစ်သူကြီးဟာဒီနှစ်နာရီကိုအသက်ရှင်အောင်ဖျက်ကျော်နိုင်ဖို့အစွမ်းကုန်စူးစမ်းတောင်းခံနေပါတယ်တစ်ဖက်မှာလည်းမိန်းကလေးဟာအသေးအတန်အလုရှုံနေပါတယ်စစ်သူကြီးရန်သူလက်ချက်နဲ့အသက်ခံရတော့မဲ့အချိန်မှာပဲမိန်းကလေးဟာလက်နက်မျိုးစုံကိုနောက်ဆုံးမှပို့ပေးလိုက်နိုင်ပါတယ်ဒီခေတ်မီလက်နက်တွေနဲ့အတူစစ်မြေပြင်ခြေအနေဟာချက်ချင်းပြောင်းလဲသွားပါတယ်မကြခင်မှာပဲစစ်သူကြီးဟာဒီစစ်ပွဲကိုအနိုင်ရရှိသွားခဲ့ပါတယ်စိတ်မကောင်းစရာကတော့စစ်သူကြီးဟာပြင်းထန်တဲ့ဒဏ်ရာတွေရထားပြီးအသက်အန္တရာယ်ရှိတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်ရှေးခေတ်စစ်ပညာတွေနဲ့တော့စစ်သူကြီးကိုမကယ်တင်နိုင်ပါဘူးစစ်သူကြီးလက်ထောက်ဟာမျောရင်းချက်မဲ့နေုံမှာမိန်းကလေးကိုတတိယသွားပါတယ်ဒါကြောင့်သူဟာစစ်သူကြီးရဲ့စုပ်ပြတ်နေတဲ့အဝတ်စားတွေကိုရေချိုးကန်နဲ့ပစ်ထည့်လိုက်ပါတယ်ဟိုဘက်အချမ်းကမိန်းကလေးဟာဒါကိုမြင်တဲ့အခါစစ်သူကြီးရဲ့ကျန်းမာရေးအတွက်အရန်စိုးရိမ်သွားပါတယ်သူမဟာစေးတိတ်တာကိုပစ်ထည့်ဖို့ချက်ချင်းပြင်ဆင်လိုက်ပါတယ်မထင်မှတ်ပဲအလောတက်ကြီးဖြစ်နေတဲ့ကြားကသူမဟာရေချိုးကန်တွေကိုသူမကိုယ်တိုင်မတော်တဆပြုတ်ကျသွားပါတော့တယ်ဗျာ